ပသိမ်မြို့ကမုတ်ဆိုးမရဲ့အဖေါ်အိုတယောက်နော်အဲ့ဒီအဖေါ်အိုမှာသမီးလေးတယောက်ရှိတယ်အဲ့ဒီသမီးလေးအသက်40လောက်ရှိပြီအသက်40လောက်ရှိတဲ့နေရာထဲမှာသူ့အမေကိုဆဲတာနော်ဆဲနေပေါင်းစုံနဲ့ဆဲတာသူ့ကိုကြတော့ဘာလို့မိုးကြိုးမဖြစ်တာလဲဆိုပြီးတော့မှကျွန်တော်ကိုလာမှန်းထားတာလေပြန်ပြီးတော့မျှဝေပေးချင်ပါတယ်နော်ပသိမ်မြို့ရာမညလမ်းသွေးတဲ့ချက်လန်းနော်လမ်းမကြီး3လမ်းထိပ်မှာရှိတဲ့အသက်80ကျော်မုတ်ဆိုးမရဲ့အဖေါ်ကြီးကိုတဲ့သူ့သမီးအသက်40ကျော်မုတ်ဆိုးမကမြန်တိရတဲ့လောက်ကတော့နော်6နှစ်ခန့်ချိပြီဆေးနေပေါင်းစုံနဲ့ဆေးနေရနော်တလုံးမိန်တော့ထိုးသဖြင့်မေအဖေါ်အိုဆေးရုံတို့ပို့ရတဲ့အထိဖြစ်ပါတယ်တဲ့သူကြတော့တကြားမင်းကမိုးကြိုးလက်နဲ့မရှိတော့လို့မပြစ်တာလားနော်မဟာပထဝီမေကြီးကလည်းဘာလို့မြေမမျိုးတာလဲဆိုပြီးတော့တိချိန်ပသိမ်မြို့ရာမညလမ်းသွေးချက်လန်းနော်လမ်းမကြီး3လမ်းထိပ်မှာနေတယ်မိခင်ကိုကန်3ပါလုံးပြစ်မှာတဲ့သူတဲ့နော်သူ့မိကတော့မပြောတော့ပါဘူးအဲ့ဒီလမ်းထိပ်မှာရှိတဲ့ညာရာမညလမ်းမှာရှိတယ်နော်လမ်းသွေးချက်လမ်းမှာရှိတဲ့အဲ့ဒီအမာကြီးကိုပြောရှင်တာတို့ကနော်အတော်ကြီးတယောက်ကကျွန်တော်ပေးပေါ်လာတဲ့စာလှော်လေးပါနော်ဒီဟာလေးကိုပြောမယ်ဆိုရင်အဲ့လိုကို့အမေကိုနော်ကာယကံဝစီကံမနောကံနဲ့ပြစ်မှာပြီးတော့သူ့ကိုကြတော့နော်ဘာလို့မိုးကြိုးမပြစ်တာလဲဆိုပြီးတော့မှပြန်ပြီးတော့ပြောချင်တာပါပြောချင်တာတခုကနော်ကျွန်တော်တို့ကိုမိဘကိုစော်ကားလို့ရှိရင်ကာယကံဝစီကံမနောကံနော်ကံတဘာဘာနဲ့စော်ကားလို့ရှိရင်နော်ကိုရီးယားကံကြီးထိုက်ပါလိမ့်မယ်တနေ့မဟုတ်ရင်တနေ့ကံကြီးထိုက်ပါလိမ့်မယ်တယောက်နဲ့တယောက်ကံထိုက်တာတော့ကံကြီးထိုက်တာတော့မတူပါဘူးနော်ဒီတယောက်ကိုမိုးကြိုးပြစ်တယ်ဆိုပေမဲ့နောက်တယောက်ကိုမိုးကြိုးပြစ်ချင်မှပြစ်ပါလိမ့်မယ်နော်မိဘကိုစော်ကားတဲ့သူတိုင်းကိုမိုးကြိုးပြစ်ပြီးတော့တေးရတယ်လို့မဆိုလိုပါဘူးနော်မိုးကြိုးပြစ်ခံထိပြီးတော့တေးတော့တဲ့သူဟာလေအလကားတေးတာမဟုတ်ပါဘူးမိဘကိုစော်ကားလို့တေးသွားတာပါတယောက်နဲ့တယောက်ကတော့ကံချက်မတူတဲ့အတွက်ကြောင့်နော်သူတို့အသက်ရှင်နေတုန်းမှာနော်အိုကံလေးကောင်းမှာမဟုတ်ပါဘူးမိဘကိုစော်ကားတဲ့သူနော်စီးပွားဖြစ်ခင်ရင်တော့မှနော်သူတို့စိတ်ချမ်းသာမှာမဟုတ်ပါဘူးကံကြီးပြန်ပြီးတော့အကြီးကြီးထိုက်ပါလိမ့်မယ်ကိုမိဘကိုစော်ကားလို့ရှိရင်မိဘကမွေးလာပြီးမှလူဖြစ်လာကြတာပါနော်မိဘကိုစော်ကားဖို့အတွက်လူအဖြစ်ကနေမွေးပေးလာတာမဟုတ်ဘူးနော်ဒါလေးကိုသိစေချင်ပါတယ်သူတို့ပြောချင်တာကနော်အဲ့ဒီလမ်းထိပ်မှာမကွေးမြို့မှာရှိတဲ့ NDG ကနေပြီးတော့နော်အဖေါ်အိုကြီးတယောက်မဟုတ်ဆိုးမကိုသူ့သမီးအသက်40ကျော်ကနေပြီးတော့ဆေးနေပေါင်းစုံနဲ့ဆေးတာနော်တလုံးမိန်မြားနဲ့လေသူကထိုးတယ်နော်ထိုးပြီးတော့သူ့အမေကဆင်းရုံတက်သွားရတယ်အဖေါ်အိုနော်အဲ့ဒါကိုကြတော့အဲ့ဒီ main ကလေးကိုဘာလို့မိုးကြိုးမပြစ်တာလဲဆိုပြီးတော့မှကျွန်တော်လာပြီးတော့ပြောပြတာပါဒီအလုပ်ပြန်ပြီးတော့မျှဝေပေးတာပါနော်ဘာလို့လဲဆိုတော့တယောက်နဲ့တယောက်ကတော့မတူပါဘူးလူတယောက်ကမိုးကြိုးပြစ်တယ်ဆိုတော့နောက်တယောက်ကမိုးကြိုးပြစ်ပြီးတော့တေချင်မှတေပါလိမ့်မယ်နော်နောက်တေနေတစ်မျိုးဖြစ်သူကတေရပါလိမ့်မယ်မိဘကိုစော်ကားတဲ့သူကအသေးမလှဘူးဆိုတာကိုမြင်မှတ်ထားစေချင်ပါတယ်ဘာလို့လဲဆိုတော့မိဘကိုစော်ကားတဲ့သူကကာယကံဝစီကံမနောကံကံတစ်ခုခုနဲ့စော်ကားလိုက်လို့ရှိရင်နော်ကိုကဖေနေနဲ့တေမယ်ဆိုတာဘယ်သူမှမသိနိုင်ပါဘူးတေတဲ့ခါကျမှသိပါလိမ့်မယ်ဘေးပတ်ဝန်းကျင်အတူတွေကဒီလူကမိဘကိုစော်ကားလို့ဘလို့ပုံစံနဲ့တေသွားတယ်ဆိုတာဘေးပတ်ဝန်းကျင်ကမှသိပါလိမ့်မယ်တေသွားတဲ့သူလည်းမသိပါဘူးနော်ကိုကမိဘကိုစော်ကားတဲ့သူတယောက်ဆိုလို့ရှိရင်နော်ကိုကဘလို့ပုံစံနဲ့တိတ်မလဲဆိုတာကိုယ်တိုင်တော့မသိနိုင်ပါဘူးသူတေသွားတဲ့အခါကြာလို့ရှိရင်ဘေးပတ်ဝန်းကျင်အသိလာပါလိမ့်မယ်နော်မိဘကိုစော်ကားတဲ့သူတိုင်းလည်းမြင်မျိုးတာမဟုတ်ဘူးမိုးကြိုးပြစ်တာမဟုတ်ဘူးနော်မိဘကိုစော်ကားတဲ့လူတိုင်းကဒုက္ခပြန်ပြီးတော့အကြီးကြီးရောက်လာကြတာပဲနော်ဝတ်ကျွေးဆိုတာကံကြီးထိုက်တဲ့သူတွေကနောက်ဘဝမကူပါဘူးနော်နောက်ဘဝချိခိမဲ့ဆိုရင်တော့မှသူတို့အတွက်ကံကြီးထိုက်တဲ့အရာတွေကသူတို့တော့ကိုလိုက်ပါလာအောင်ပါပဲနော်ဒါလေးကိုမြင်မှတ်ထားစေချင်ပါတယ်မိဘဆိုတာလေကိုမွေးကင်းစားအရွယ်ကလေးကပြိုးထောင်လာခဲ့တာနော်ဘယ်တော့မှမထင်လဲအဲ့လိုကိုမွေးထုတ်ပေးခဲ့တဲ့ကိုမိခင်ကိုနော်အဲ့ဒီအမကြီးကနာမည်တော့မပြောတော့ပါဘူးနာမည်လေးပါပါတယ်ဒါပေမဲ့သူ့နာမည်မပြောတော့ပါဘူးနော်မကောင်းလို့ပါအဲ့ဒီအမကြီးကနေပြီးတော့သူ့အမေကိုမှိန်းတချောင်းနဲ့ထိုးလိုက်တာနော်ထိုးပြီးတော့သူ့အမေကဆေးရုံတက်သွားရတယ်အဲ့လောက်ထိသူ့အမေကိုစော်ကားတာတဲ့ဒါပေမဲ့သူ့ကိုကြတော့ဘာလို့မိုးကြိုးမပြစ်တာလဲနော်သူ့ကိုတော့မိုးကြိုးမပြစ်ပင်မဲ့အရှံလက်ငရေးကြတယ်လို့သူ့ဘောကရှိလာပါလိမ့်မယ်ဘာလို့လဲဆိုတော့ကျွန်တော်ချိန်စာတိုက်နေခြင်းမဟုတ်ပါနော်မိဘကိုစော်ကားတဲ့လူတိုင်းနော်အသေးဆုံးနဲ့ပဲပြန်သေးရတတ်ပါတယ်နော်မိဘကိုကာယကံဝစီကံမနောကံအဲ့ဒီထဲမှာကာယကံနဲ့စော်ကားမိတဲ့လူကပိုးပြီးတော့အပြစ်ကြီးပါတယ်နော်ဒါလေးကိုမှတ်ထားစေချင်ပါတယ်ကိုမိဘဟာမိဘပါပဲကိုမိဘယူနေခင်မဲ့ဆိုရင်တော့
အဲ့ဒီအယူအပဲကိုကိုမွေးထုတ်ပေးခဲ့တယ်ဆိုတာကိုတတိယပါနော်